ဆက်တည်ရှိတာတော့ဖြစ်တယ်ဟောဒီတပ်မတော်အင်ဂျင်နီယာကျောင်းစစ်မြေပြင်အင်ဂျင်နီယာတင်တဲ့ရဲ့ဒီပြဆက်တည်ကြောဖြစ်တယ်ငါတို့ရဲ့စစ်မြေပြင်အင်ဂျင်နီယာတင်တဲ့ကိုတက်ရောက်လာကြတဲ့တပ်အသီးသီးကစစ်တီများကိုအဓိကမှားနေတဲ့စစ်တီးချက်ရှိမင်းတို့ကဒီတင်တဲ့ကိုလာတက်တဲ့ဟာစုံကြီး၄ခုနဲ့တို့တွေ့ပြီးသားဖြစ်တယ်နံပါတ်1ဆုံးကတော့ဒီတင်တဲ့တက်ဖို့အတွက်လိုအပ်တဲ့ဈေးစကားတွေကိုတပ်မတော်ကစိုက်ထုတ်ပေးခဲ့တဲ့တိုင်အချို့လည်းမိမိရဲ့သားသာစိုက်ထုတ်ထားတဲ့အတွက်ဒါလည်းအဆုံးနံပါတ်2ကတော့တပ်ရင်းတပ်ဖွဲ့တွေမှာလွတ်လွတ်လပ်လပ်ခရီးရတဲ့အတွက်မင်းတို့ရဲ့လွတ်လပ်မှုဆိုအေဂျီစားတဲ့နေမှုထိုင်မှုဝစားစင်စတဲ့ပုံပါကဲငါဘာတော့ဆိုမှဆက်တော့အဲ့ဒါတော့လေဆိုတော့ခဏလေးစားဖို့ပေါ့